ຫນွေဦးရာသီရောက်လာပြီဆိုတာနဲ့အတူနှစ်ဟောင်းကုံလို့နှစ်တစ်ကိုကြိုဆိုကြတဲ့ပွဲတော်တွေကဘာနာမှာကျင့်တာကြတာပေါ့မြန်မာနိုင်ငံမှာတော့ဒီလိုအကူပြောင်းကာလကိုတနိုင်ငံလုံးရေတွေနဲ့ရွှဲနေအောင်ပက်ပြီးတော့ကိုဆင်နွှဲကြတာပါကဲဒါဆိုရင်တော့မြန်မာနှစ်တစ်ကိုပွဲတော်တင်ကျင်းရဲ့နောက်ကွယ်မှာဘလို့စိတ်ဝင်စားစရာတွေရှိနေမလဲဆိုတာကိုအတူတူရှာဖွေကြည့်ကြအောင် တင်ချန်เจ้าကိုနားလည်ဖို့ဆိုရင်လေသူ့ရဲ့နာမည်မှာကလေးကအဖေကရှိပြီးသားပါတင်ချန်ဆိုတဲ့စကားလုံးကတက္ကသဘောသားစကားတင်ခန္ဓာနဲ့ဆင်းသက်လာတာအတိတ်ဘေကတော့ရှင်းရှင်းလေးပဲကူးပြောင်းခြင်းနဲ့ဆိုတော့ဒါဟာပွဲတော်ရဲ့အနှစ်သာရကိုတိုက်ရိုက်ကိုညွှန်နေတာပဲနေဟောင်းကအညစ်အကြေးတွေမကောင်းတာတွေကိုကုံဆေးကြပြီးတော့လန်းဆန်းတဲ့စိတ်တဲ့လူတစ်နဲ့နှစ်တစ်ကိုကူးပြောင်းကြတာမို့ ပွဲတော်ကြီးတွေရဲ့နောက်ကွယ်မှာဆိုရင်ဒန်တရာရီစန်တဲ့ဇလန်ကောင်းတွေမြဲရှိတတ်တယ်မဟုတ်လားတင်ကြံရဲ့ဇလန်ကတော့တာမမဟုတ်ဘူးဗျနတ်ဖျားတွေကြားမှာကိုယ့်ရဲ့အသက်ကိုအလောင်းအစားလွတ်ခဲ့တဲ့အားပြိုင်မှုကြီးတစ်ခုကနေအစပြုခဲ့တာပါ ဒီဇလန်ကတကယ်ကိုဒရာမာဆန်ဆန်ပဲနတ်ရဲ့ဘယံတိကြမဲနဲ့ပြမမဲတပါတို့နက္ခတ်ပညာနဲ့ပတ်သက်ပြီးငင်းကြခုန်ကြရဲနဲ့နောက်ဆုံးမှာရှုံးတဲ့သူခေါင်းမြတ်ခံမယ်ဆိုပြီးလောင်ကျထက်လိုက်ကြရောအဆုံးမှာတော့ပြမမဲရှုံးလာတယ်ဒါပေမဲ့ပြဿနာကအဲ့ဒီမှာတကယ်စတာလေပြမရဲ့ဦးခေါင်းပြက်ကတန်ကိုကြီးလုံးတော့မင်းကြီးပေါ်ချလိုက်ရင်တကဘာလုံးမီးလောင်မယ်ပင်လယ်ထဲပစ်ချရင်ရေတွေခန့်လျှောက်သွားမယ်ကောင်းငယ်ပေါ်လွန့်တင်လိုက်ရင်လည်းမိုးခေါင်းရေရှာဖိထောက်မယ်ဆိုတော့ဘလို့မကိုစွန့်ပစ်လို့မရဘူးဖြစ်နေတယ်အဲ့ဒီမှာပဲနတ်သမီးခုနှစ်ဖော်ကဒီဦးခေါင်းကိုတစ်နှစ်တည်းရောအလဲကျကင်ထားပေးရပဲအဲ့ဒီလိုနတ်သမီးတစ်ပါးကနေနောက်တစ်ပါးစီကိုဦးခေါင်းကိုလွှဲပြောင်းပေးတဲ့အချင်းလေးအဲ့ဒီအကူအချောင်းကာလာလေးကိုပဲသင်ချာလို့ခေါ်ခဲ့ကြတာဖြစ်ပါတယ်ကဲကောင်းကင်ဘုံကဒန်ဒါရီဆန်တဲ့အလွေပြောင်းကနေပြီးတော့လူပြေကတကယ်လက်တွေ့ပြောပွဲရှင်ပွဲတွေစီဆက်သားကြည့်ကြရအောင်ဒီအဖြစ်ပြက်ကိုမြေပြင်ပေါ်မှာဘယ်လိုမျိုးနေရတီနဲ့တန့်ပတ်ပြီးအသက်ဝင်လာအောင်ကျင့်ပါကြတယ်လဲဆိုတာကြည့်အောင်ပါတင်ကြံပွဲတော်မှာနေ့ရက်တိုင်းကသူ့အတိတ်ပဲနဲ့သူရှိပါတယ်ပထမဆုံးရက်ကအကျိုးနဲ့တီဂျာမင်းကလူပီကိုဆင်းလာဖို့ခီးစတဲ့နေ့ပေါ့အကြနေမှာတော့တီဂျာမင်းလူပီကိုရောက်လာပြီးဒီတော့ရေကစားပွဲကိုအားလုံးကအားကုန်ပျော်ပါကြတော့တာပဲအဲ့ဒီနောက်အချက်နေ့မှာဆက်ပြီးပျော်ကြတယ်နောက်ဆုံးအတက်နေ့မှာတော့တီဂျာမင်းနက်ပီပလန်တက်သွားပြီမို့ရေကစားပွဲတော်ရဲ့နောက်ဆုံးနေ့ဖြစ်သွားပါပြီအဲ့ဒီနောက်မှာတော့နေဟောင်းကအညစ်အကြေးတွေအားလုံးကိုဆေးကြော်ပြီးလန်ဆန်နဲ့စီနဲ့နှစ်ဆန်းတရနေ့ကိုကောင်းမှုကုသိုလ်တွေလုပ်ရင်ကြိုဆိုကြတော့တာပေါ့တင်ရဲ့အယောင်အသွေးကရေကစားတာတခုတည်းနဲ့မပြီးသေးပါဘူးဒီထက်ကစကားလေးကတော်တော်လေးထီမိတယ်တန်ချက်ဆိုတာကလည်းခေရဲ့အခြေအနေတွေလူမှုရေးကိစ္စတွေကိုတရော်တဲ့ကြပြားတွေစာသားတွေနဲ့အဖွဲလိုက်တီဆိုဖျော်ပြကြတာပါသူရဲ့တင်ဆက်ပုံစီချက်ကိုင်ပုံတွေကြောင့်မြန်မာရိုးရ rap လို့တင်စားခေါ်ဝကြတာကလည်းတင်ကြံရဲ့အားကောင်းတဲ့ယဉ်ကျေးမှုတစ်ခုပါပဲထဲကအကြောင်းပြောပြီးတော့အစားတော့အကြောင်းချန်ထားခဲ့လို့ပဲဖြစ်မလဲအထူးသဖြင့်မုံလွန်ရေပေါ်ပေါ့ယူနီယိုတဲ့ထဲလိုက်ရင်ရေပေါ်မှာပေါ်လို့လေးပေါ်လာတဲ့ဒီကောင်းညင်မုံလေးတွေကစီလုံးချင်းရဲ့သင်္ကေတတစ်ခုပဲဘာလို့လဲဆိုတော့တယောက်တည်းလောက်တာထက်လူများကြီးစုပြီးတော့ဝိုင်းထန်ကြတာမို့လို့ပါချစ်စရာကောင်းတဲ့နောက်ပြောင်မှုတစ်ခုလည်းရှိသေးတယ်တခါတလေချာရဲ့မုံလုံးထဲမှာထန်းလက်အစာငရုတ်သီးစိတ်လေးထည့်ပြီးတော့ကျွေးတက်ကြတာမျိုးလေအခုလိုပြက်ခရင်ဒီနာရီဒီမပေါ်ခင်ရှီတော့ကဆိုရင်တဘာဝတရားကြီးကတင်ကြံရောက်တော့မြင်ဆိုတာကိုကြိုပြီးတော့အချက်ပြတဲ့သူ့ရဲ့ကိုယ်ပိုင်နီလန်းတွေရှိခဲ့ပါတယ်ဟုတ်ပြီဒီနေရာမှာတဘာဝရဲ့နာရီနှစ်ခုကိုတွေ့ရပါမယ်တစ်ခုကမျက်စိနဲ့မြင်ရရရာအဲ့ဒါကတော့တင်ကြံရဲ့ဝိညာဉ်လို့တောင်တင်စားကြတဲ့ပြီးတော့ပန်းပါသူ့ရဲ့ရွှေဝါရောင်အလားကိုတစ်နှစ်မှတစ်ခါတင်ကြံကာလရောက်ခါနီးမှာပဲမြင်ခွင့်ရတာလေနောက်တစ်ခုကတော့နားနေကြရတဲ့3 page ချက်ဥဒုံငါရဲ့တာယာတဲ့သေးလံပါပဲဥဒုတွန့်တန်ကိုကြားလိုက်ရပြီဆိုရင်ဒါဟာຫນွေဥရဲ့အတန်းတင်ကြံပွဲတော်နီးလာပြီဆိုတဲ့သတင်းစကားပါပဲကဲတန်ရာတွေရိုးရာတလေးတွေပျော်ဝဲရှင်ပွဲတွေအစုံပါပဲဒါပေမဲ့ဒီရတဲ့အားလုံးရဲ့နောက်ွယ်မှာတင်ငန်ရဲ့တကယ်အနှစ်သာရသူရဲ့အသေးဟလုံးကတကယ်တော့ဘာဖြစ်မလဲဟုတ်တယ်တင်ကြံရဲ့တကယ်အစမန်စိတ်တာကဘာများဖြစ်မလဲအဓိကအချက်ကတော့နှစ်ခုပဲပထမတစ်ခုကတန့်စင်ခြင်းပါရေလောင်းလိုက်တယ်ဆိုတာနှစ်ဟောင်းကအပစ်တွေကန်စိုးမူးမောင်ကြတာတွေနဲ့အစိမ်ညစ်စရာတွေကိုအကုန်ဆေးကြောက်လိုက်တဲ့သဘောပါပဲနောက်တစ်ခုကတော့အရေးကြီးဆုံးပဲအဲ့ဒါကမေတ္တာတရားပါတယောက်နဲ့တယောက်ရေပက်ကြတာဟာရလွလို့မဟုတ်ဘူးဒါဟာနှစ်သက်မှကောင်းမှုမင်္ဂလာတွေနဲ့ပြည့်စုံပါစေဆိုပြီးမေတ္တာပို့ဆုတောင်းပေးလိုက်တဲ့လောက်ရတစ်ခုဖြစ်ပါတယ်နောက်ဆုံးအနေနဲ့စဉ်းစားစရာကောင်းတဲ့အချက်လေးတစ်ခုနဲ့ဒီတင်ဆက်မှုကိုအဆုံးသတ်လိုက်ပါစေရှေးလူကြီးတွေပြောကြကတော့ဒီဂျာမင်းခါတင်ချန်တွင်းမှာလူပီကိုစာအုပ်နေယူလာတဲ့တအုပ်ကလူကောင်းတွေရဲ့နာမည်ကိုရေးဖို့ရွှေပေးဟွာနောက်တအုပ်ကတော့လူဆိုးတွေရဲ့နာမည်ကိုရေးဖို့
ခွေးသားရေဖူးတော့ပိုက်ပါတယ်ဒါဟာဘွဲတော်ရဲ့ပျော်ရွှင်မှုတွေကြားကနေကောင်းမှုလို့ဖို့တာဝန်ယူမှုရှိဖို့ကိုတတိပေးနေတဲ့အတွက်ခေါ်လီတစ်ခုအဖြစ်ဒီနေ့ထိကြံရည်နေကြတာပေါ့